အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တင်ဆက်ပေးသွားမယ့်စကားလေးကတော့တားအတွက်ကျူရှင်စရာငန်းပေးတဲ့ကလေးမိဘတွေရဲ့အဖြစ်အပျက်လေးပဲဖြစ်ပါတယ်စကားရဲ့အစမှာတော့လန်လေးကသူ့ယောက်ျားဖြစ်သူထရမန်ကိုအိမ်အောက်ထပ်မှာအတန်တချို့ကြားလိုက်ရကြောင်းပြောနေပြီးနှစ်ယောက်သားသွားကြည့်တဲ့အခါအခန်းဆိုဖာမှာအိပ်ပျော်နေတဲ့မင်းကလေးကိုတွေ့လိုက်ရပါတယ်နောက်တော့အကောင်မလေးကထားလာပြီးသူတို့အိမ်မှာတညပေးလို့ကျေးဇူးတင်နေခဲ့ပါတယ်အကောင်မလေးလည်းမင်းညကပါတီပွဲတစ်ခုမှာအလွန်အကျွံတောင်းပြီးတော့ဘာမှမမီတော့ပဲသူမရဲ့ဒီနေရာကိုလည်းရှာခိုင်းခဲ့ပါတယ်တစ်ဖက်မှာတော့အဲလက်တို့မိသားစုကဘဲလိုအမည်ပေးထားတဲ့အင်္ဂကူဟာအဲလက်နဲ့သူ့ဇနီးမရီနာတို့ရဲ့တူဦးတီတော်သားရိုဘီရဲ့မွေးနေ့အတွက်အလုပ်ရှုံနေခဲ့ပါတယ်မရီနာကအလုပ်ရှုပ်လွန်းတာကြောင့်သူသားကို Happy Birthday လို့ပြောဖို့အချိန်တော့မရှိတာကြောင့်အင်္ဂကူဘဲကိုသူတို့ကိုစားပစ္စည်းပေးပြီး Happy Birthday လို့ပြောခိုင်းလိုက်ပါတယ်ရိုဘီလည်းသူမိဘအလုပ်သွားတဲ့အခါလွယ်အိတ်ယူပြီးထွက်လာပါတယ်ဘဲကသူ့ကိုတားပြီးသူမိဘပေးခိုင်းတဲ့မွေးနေ့ပစ္စည်းကိုပေးပြီး Happy Birthday လို့သူ့အမေကိုစားပြောပေးခဲ့ပါတယ်ရိုဘီလည်းသူ့အမေပေးတဲ့ပစ္စည်းကသူ့ရဲ့အနာဂတ်ချစ်သူအတွက်ဆိုပြီးဘဲကိုနမ်းပြီးကြောင်းမသွားပဲထွက်သွားလိုက်ပါတယ်တစ်ဖက်မှာလည်းထရမန်ကအလုပ်အတွက်ပြင်ဆင်နေတဲ့အချိန်မှာသူ့ရဲ့အကြီးမားဆုံးဖောက်တဲ့တယောက်ကိုညစားဖို့ဖိတ်မယ်လို့သူ့ရဲ့ဇနီးလန်လေးကိုပြောနေခဲ့ပါတယ်လန်လေးကတိတ်ပြီးသဘောမကျတာကြောင့်ထရမန်ကသူ့မိန်းမကို surprise တိုက်ဖို့အတွက်မျက်စိပိတ်ပြီးသူဝယ်လာတဲ့ပြိုင်ကားကိုပြခဲ့ပါတယ်ဒါပေမဲ့လန်လေးကကားကိုမကြိုက်ပဲသူမရချင်တာကမင်းကလေးတွေရဲ့ထုံးစံတိုင်းအိမ်နဲ့ကလေးဖြစ်တာကြောင့်ထရမန်ကိုပြောပြခဲ့ပါတယ်ထရမန်ကမကြမီရအောင်လုပ်ပေးမယ်လို့သူရဲ့မိန်းမကိုနမ်းပြီးကတိပေးခဲ့ပါတယ်ရိုဘီကအကြောင်းစင်းလို့အိမ်ပြန်တဲ့အချိန်မှာသူကြိုက်နေတဲ့မင်းကလေးကိုစကားပြောလိုက်ပြီးသူရဲ့မွေးနေ့ကိုလည်းဆုတောင်းခိုင်းလိုက်ပါတယ်အကောင်မလေးလည်းရိုဘီအတွက်ဆူတောင်းပေးလိုက်ပြီးသူမမာကြီးစားရှိကြောင်းရိုဘီကိုအပြက်ငင်းလိုက်ပါတယ်။တစ်ဖက်မှာလည်းရိုဘီရဲ့ဖေအလက်ကအလောက်ကနေပြန်လာတဲ့အချိန်မှာဘဲကသူတို့ရဲ့တာရိုဘီကအကြောင်းမတော်ပဲဖွင့်လိုက်ကြောင်းနေတယ်လို့ပြောပြလိုက်ပါတယ်။နောက်တော့အလက်ကသူ့သားရဲ့ကားတော့ကိုတောင်းပြီးကျောင်းမှာစာတော်အောင်တာလို့ကျောင်းပြီးရင်အဖေကိုယ်တိုင်မိမလိုက်တောင်းပေးမယ်လို့မြန်မာနိုင်ငံကပညာရေးအတိုင်းရိုဘီကိုပြောပြခဲ့ပါတယ်။တစ်ဖက်မှာလည်းထရမန်ကသူ့ရဲ့အကြီးဆုံးဖောက်တဲ့တယောက်နဲ့အိမ်ပြန်လာပြီးဝိုင်တောက်နေခဲ့ကြပါတယ်။နောက်တော့ထရမန်ကသစိမ့်တယောက်ကိုအိမ်ခေါ်လာလို့စိတ်ဆိုးနေတဲ့သူ့မိန်းမကိုလိုက်ချော့ပြီးသူတို့သာအဖောက်တဲ့နဲ့အစီအပြေမယ်ဆိုအသာဆန်လို့ရကြောင်းစိတ်ထိန်ဖို့ပြောလိုက်ပါတယ်။ထရမန်ကထွက်သွားတဲ့အချိန်မှာသူ့ရဲ့ဖောက်တဲ့ကမိဖို့ချောင်းထဲမှာရှိတဲ့သူ့ရဲ့မိန်းမကိုတဖြည်းဖြည်းလေးနမ်းပြီးမင်းကလေးကတော့ဘာမှမပြောရဲခဲ့ပါဘူး။မနက်ခင်းအလုပ်လာတဲ့အချိန်မှာထရမန်နေရာမှာရိုဘီရဲ့ဖေအလက်ကိုပေးလိုက်ပြီးကုမ္ပဏီရဲ့အကြီးအကဲကပြောခဲ့ပါတယ်။နောက်တော့အဲလက်ကကုမ္ပဏီရဲ့စီမံခန့်ခွဲသူတူဖြစ်လာပြီးထရမန်ကတော့ရထိုးချခံလိုက်ရပါတယ်။ထရမန်ကတော့အလုပ်ထုတ်ခံရလို့သူ့ကိုယ်သူတက်တည်သွားပြီးသူ့အလုပ်ပြုတ်တဲ့အကြောင်းသူ့မိန်းမကိုဖုန်းကနေသစင့်ပြောခဲ့ပါတယ်။အဲလက်လည်းပြောနေပြီးအလုပ်တင်မှာတနေကုန်အလုပ်လုပ်ဖို့သူ့ရဲ့အိမ်ကကူဘဲကိုပြောပြလိုက်ပါတယ်။နောက်တော့ထရမန်ရဲ့မိန်းမကကုမ္ပဏီကိုလာပြီးအကြောင်းစုံပြောပြခဲ့ပေမဲ့ကုမ္ပဏီဘက်ကမားတာမဟုတ်ကြောင်းပြောလိုက်ပါတယ်။နောက်ရက်သက်တစ်ပတ်ကြာတဲ့အချိန်မှာထရမန်မိန်းမလန်လေးကပြိုင်ကားအနီရောင်ကိုမောင်းလာပြီးသူ့ယောက်ျားရဲ့ဖောက်တဲ့အကြီးစားကိုတနက်နဲ့ပြစ်တက်ခဲ့ပါတယ်။လန်လေးလည်းရူဘီတက်တဲ့ကျောင်းကိုလိုက်သွားခဲ့ပြီးနောက်တော့အဲ့ဒီမြို့မှာအခြေချဖို့ကျူရှင်ဆီယာမအနေနဲ့အလုပ်ရှာခဲ့ပါတယ်။တစ်ဖက်မှာလည်းအဲလက်ကသူ့သားအတွက်ကျူရှင်ဆီယာမရှာနေတာကြောင့်လန်လေးရဲ့အလုပ်ရှာနေတဲ့စာကိုရရှိပြီးသူမိန်းမနဲ့ကျူရှင်ဆီယာမငှားဖို့တိုင်ပင်ခဲ့ပါတယ်။မရီနာကသဘောတူသွားပြီးလန်လေးကိုဖုန်းဆက်ကကျူရှင်ဆီယာမငှားမယ်လို့ပြောလိုက်ပါတယ်။နောက်တော့လန်လေးကရူဘီရဲ့အိမ်ကိုရောက်လာခဲ့ပြီးရူဘီရဲ့မိဘတွေနဲ့တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီအချိန်မှာအဲလက်ကသူ့ရဲ့သားကနောက်ထပ်နှစ်ပတ်ကြာရင်စမေးပွဲရှိပြီလို့လန်လေးကိုနှစ်ပတ်အတွင်းအသက်တင်ပေးဖို့ပြောလိုက်တော့လန်လေးကသူမအိမ်မငှားရသေးကြောင်းပြန်ပြောလိုက်ပါတယ်။ရိုဘီလည်းဆီယာမလန်လေးကိုအိမ်ခေါ်ထားဖို့သူမိဘကိုပြောလိုက်ပါတယ်။နောက်ရက်ရောက်တော့ရူဘီကျောင်းဆင်းတဲ့အချိန်မှာလန်လေးကပြိုင်ကားနဲ့စိတ်စီးကြရူဘီကိုလာကြိုတာကြောင့်ရိုဘီလည်းသူ့ဆီယာမကိုကြည့်ပြီးချက်ချင်းပဲကြွေသွားခဲ့ပါတယ်။ကျူရှင်ချိန်ရောက်တော့လဲရိုဘီကဆီယာမရဲ့ပေါက်စီကိုခိုးကြည့်ပြီးကျုံချင်နေခဲ့ပါတယ်။မရီနာကပစ္စည်းလာတဲ့အခါလန်လေးကသူမဝယ်လာတဲ့ပစ္စည်းကိုကူတဲပေးလိုက်ပြီးမရီနာပစ္စည်းသိမ်းနေတဲ့အချိန်မှာလန်လေးကဝိုင်တစ်ခွက်ယူပြီးဆေးထဲကမရီနာကိုတောက်ခိုင်းလိုက်ပါတယ်။ညနေရောက်တော့အဲလက်နဲ့မရီနာကပါတီပွဲတစ်ခုကိုသွားပြီးရူဘီတယောက်တည်းထားခဲ့လိုက်ပါတယ်။ရူဘီဘောလုံးကစားနေတဲ့အချိန်မှာဘီကီနီမဲဝတ်တဲ့သူ့ရဲ့ဆီယာမကိုတွေးတော့ပြတင်းပေါက်ကနေချောင်းကြည့်နေခဲ့ပါတယ်။ရူဘီကြည့်ကောင်းနေတဲ့အချိန်မှာအင်ကူဘဲကလာခေါ်လိုက်ပြီးနောက်တော့ရူဘီကတယောက်တည်းတချင်းဖွင့်ပြီးကနေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲလန်လေးကရူဘီရဲ့အခန်းကိုဖွင့်ပြီးအခန်းထဲဝင်လာခဲ့ပါတယ်။လန်လေးကပြတင်းပေါက်ကနေချောင်းကြည့်ရတာအားမရရင်နောက်ထပ်တစ်ခါပြမယ်လို့ရူဘီကိုပြောလိုက်ပြီးအခန်းထဲခေါ်လာခဲ့ပါတယ်။လန်လေးကအသွင်ခံမောင်းပြီးချုပ်ပြီးရူဘီကိုနံပြတစ်ချက်ပြခဲ့ပါတယ်
မနေ့ရောက်တော့အဲလက်ကရေကူးကန်ထဲမှာအိတ်နေရင်လန်လေကရောက်လာပြီးနှစ်ယောက်တစကားပြောရင်းအတူတူလိုက်လျှောက်ထွက်ဖို့အဲလက်ကိုခေါ်လိုက်ပါတယ်အဲ့ဒီအချိန်မှာမရီနာကပြတင်းပေါက်ကနေသူတို့ကိုကြည့်နေခဲ့ပြီးမင်းညပါတီမှာအလိုအကျွန်းတောင်းမိလို့မူးနေတာကြောင့်သူတို့နှစ်ယောက်ကိုလိုက်မကြည့်ပဲပြန်အိတ်နေခဲ့ပါတယ်နောက်တော့မရီနာကအင်ကူဘဲကိုအကြောင်းစုံမေးမြန်းပြီးလန်လေရဲ့အဝတ်အစားကိုအိမ်အောက်ခန်းကအဝတ်လျှော်တဲ့နေရာမှာထားဖို့ဘဲကိုပြောခဲ့ပါတယ်ဘဲလဲမရီနာပြောတဲ့အတိုင်းအဝတ်တွေယူပြီးအိမ်အောက်ခန်းထဲသွားတဲ့အချိန်မှာလန်လေကအပြာရောင်ကျိုးကိုယူပြီးလေကားမှထောင်ထားတာကြောင့်ဘဲလဲကျိုးနဲ့ညှိပြီးလိတ်ကျခဲ့ပါတယ်လန်လေလဲကျိုးပြန်သိမ်းပြီးထွက်သွားခဲ့ပါတယ်ရူဘီလည်းကျောင်းကနေပြန်လာတော့လန်လေရှိတဲ့အခန်းကိုတန်းသွားပြီးလန်လေကိုဖတ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာမရီနာကပြန်လာပြီးလန်လေရဲ့အဝတ်တွေအကုန်မယူသွားရသေးတာတွေ့တော့ဘဲကိုလိုက်ရှာခဲ့ပါတယ်။မရီနာလည်းအိမ်အောက်ခန်းတစ်ခါကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတည်နေတဲ့ဘဲကိုတွေ့တော့လန့်သွားပြီးအော်နေခဲ့ပါတယ်။တစ်ဖက်မှာလည်းအဲလက်ကကျူထိုးနေတဲ့အချိန်မှာလန်လေကရောက်လာကတူကစားဖို့ပြောတော့အဲလက်ကသဘောတူသွားပြီးလန်လေထိုးမဲ့အချိန်မှာအဲလက်ကသူမကိုအနောက်ကနေအရင်ထိုးခဲ့ပါတယ်။အဲလက်တို့လူထိုးနေတဲ့အချိန်မှာရူဘီကရေကူးကန်ပေးကနေချောင်းကြည့်နေခဲ့ပါတယ်။မနေ့ရောက်တော့အဲလက်ကအလုတ်သွားတဲ့အချိန်မှာသူမိမကိုစိတ်ပူနေတာကြောင့်လန်လေကိုစောင့်ရှောက်ပေးဖို့ပြောလိုက်ပြီးလန်လေလည်းအဲလက်ပြောတဲ့အတိုင်းမရီနာကိုနှမ်းလိုက်ပြီးကောင်းကောင်းလေးပြုစုပြောထောင်ခဲ့ပါတယ်။နောက်တော့လန်လေကအခန်းပြန်လာပြီးမင်းညကအဲလက်နဲ့လူထိုးခဲ့တာကိုရူဘီသိတာကိုသူမကသိနေခဲ့ပြီးရူဘီလည်းသူမကိုစိတ်ဆိုးနေခဲ့ပါတယ်။လန်လေလည်းရူဘီကိုအဲ့ဒီကိစ္စကသူမမီရွယ်ပဲဖြစ်ရတယ်လို့ပြောပြီးချော့ခဲ့ပါတယ်။ရူဘီကြောင်းပြီးတော့မနေ့ဖြန်ညနေဆိုအခြားမြို့မှာကြောင်းပြောင်းတက်ရတော့မှာမို့လန်လေကရူဘီရဲ့အခန်းထဲဝင်ပြီးနှုတ်ဆက်တဲ့အနေနဲ့နှစ်ယောက်သားမူစကူဒူးခဲ့ကြပါတယ်။နောက်နေ့ညနေရောက်တော့အဲလက်ကရူဘီကိုလေစိတ်လိုက်ပို့တဲ့အချိန်မှာမရီနာတယောက်တည်းအိမ်မှာကြန့်ရှိနေပြီးမိုးတဲထန်စွာရတော့မြန်မာနိုင်ငံကလိုမျိုးမိပြတ်သွားတာကြောင့်ကြောက်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာမိုးချိန်လွန်းတော့မရီနာကကြောက်စိတ်မထိန်နိုင်ပဲအဲလက်ပြန်လာတဲ့အချိန်မှာကြောက်ပြီးဓာတ်နဲ့အဲလက်ရဲ့လက်ကိုချစ်မိလိုက်ပါတယ်။မနေ့ရောက်တော့အဲလက်အလုတ်သွားတဲ့အချိန်မှာမရီနာကသူ့ရဲ့ငှက်ကိုအစာကျွေးဖို့လုပ်နေပေမဲ့ဖွင့်ကြည့်လိုက်တဲ့အခါမှာငှက်သေးနေတာကိုတွေ့ခဲ့ရပါတယ်။နောက်တော့မရီနာကရေချိုးနေရင်သူ့ရဲ့ငှက်သေးဆုံးမှုကြောင့်ငိုနေခဲ့ပါတယ်။မရီနာရေချိုးပြီးတော့အခန်းမှာရှိတဲ့အချိန်လန်လေကရောက်လာပြီးသူမကိုပါရိုက်ကလက်ကိုကလေးနဲ့ချီထားလိုက်ပြီးသူမကိုစေးပေးတောက်ခဲ့ပါတယ်။တစ်ဖက်မှာလည်းအဲလက်ကထရမန်နေတဲ့ဆေးရုံကိုသွားတော့လန်လေနဲ့တွဲရိုက်ထားတဲ့ပုံကိုတွေ့လိုက်ရပြီးကုမ္ပဏီရဲ့အကြီးအကဲကိုမေးလိုက်တော့သူမကထရမန်ရဲ့မိန်းမလို့တီးလိုက်တဲ့အချိန်မှာမရီနာကိုစိတ်ပူပြီးအိမ်တန်းပြန်သွားခဲ့ပါတယ်။အဲလက်အိမ်ရောက်တဲ့အချိန်မှာလန်လေရဲ့လောက်ရက်ကိုတွေ့တော့စိတ်တူသွားပြီးသူမကိုပါရိုက်လိုက်တာကြောင့်ပြတင်းပေါက်ကျိုးပြီးလန်လေလည်းပြုတ်ကျသွားခဲ့ပါတယ်။အဲလက်လည်းသူမိန်းမကိုအချိန်မီကယ်လိုက်နိုင်ပြီးလန်လေလည်းရူဘီရှိတဲ့မြို့ကိုထွက်ပြေးသွားခဲ့ပါတယ်။ရက်သက်တပတ်ကြာတော့သူတို့တားစီကနေဖုန်းဝင်လာပြီးရူဘီကသူမိဘအဆင်ပြေရဲ့လားလို့မေးနေခဲ့ပါတယ်။ရူဘီသူမိဘနဲ့ပြောပြီးတော့ကလင်ပေါ်ထိုင်လိုက်ပြီးလန်လေးနဲ့နမ်းလိုက်ပါတယ်။နောက်တော့နမ်းရတာအားမရပဲရူဘီလည်းသူ့ရဲ့တူလေးကိုချွတ်ပြပြီးစကားလည်းအဆုံးသက်သွားခဲ့ပါတယ်။ကြည့်ရှုပေးနေတဲ့ပရိသတ်တို့လည်းအခုလိုမျိုးဆီယမကိုရချင်တယ်ဆိုရင်ကိုယ့်ရဲ့မိဘကိုပူစာစေချင်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။